ဒီနေ့ဒီသတိကတော့ကာလီဖြစ်သွားတယ်ကာလီမစော့ရဲ့ဒီရင်ဥဆုံးဒီပူလေးအနေနဲ့ကျောင်းရှော့ပြရမှာဖြစ်သွားတယ်ကာလီဆိုတော့ကျွန်တော်တို့ဒီလိုလုံးအသုံးပြုရမှာဖြစ်တဲ့အတွက်ဒီလိုနဲ့အရင်ဆုံးအောက်ပိုင်းကျောင်းနဲ့အောက်ပိုင်းထိုင်တဲ့ဒီလိုဟာကိုရှော့လေးကိုရှင်းအောင်အခြေဒီပါဝေးပါမယ်6 7 We will to go some have a man 9 10 11 12 13 14 15 16 17 18 19 20 the fact we got is again not the fact go change the touch on 1 2 3 4 5 6 7, 8, 9, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20. Okay. Shall I open the door again? Open shop. She got yet to do it. Only with someone you go to the ဒါမျိုးလေးကိုဒီလို ဒီတစ်ကြောင်းလေးရေးကြည့်နော် 1
1 ဟုတ်တယ်ဒီလိုကြည့်2 3 4 5 6 7 8 9 10 11 okay ခုလိုမျိုးကိုလည်းအချိန်20 3ကြောဆော့ပါမယ်ဒီကြောပြီးတော့ဆိုရင်စက္ကန့်30ခဏနာမယ်နားပြီးနောက်ထပ်အချိန်20ကြောလုပ်မယ်3ကြောလုံးပြီးတော့မှ10မိနစ်3ပုံနေနာမယ်ပြီးတော့ရင်နောက်ထပ်တစ်မျိုးတစ်မျိုးချဆော့မယ်နောက်ထပ်တစ်မျိုးကိုကျတော့ဒီမှာခုံလေးရှိရင်ခုံလေးယူလိုက်မယ်ဒီလိုခုံလေးရှိဆိုရင်ကိုယ့်ရဲ့လေကအတက်စင်နာမှာဆော့ရပါတယ်ကိုယ့်ရဲ့ step ကိုခုံလေးကိုရှေ့တစ်ခါစလုံးပို့တက်နေအောက်ကိုပြန်ဆင်းတယ်โอเคဒီဘောတစ်ခါစလုံးပြန်တက်တယ်တစ်ခါစလုံးပြန်ဆင်းတယ်ဒီမှာနေရအောင်မယ်2 3 4 5 6 နည်းနည်းလေးရအောင်ပြီဆိုရင်ခက်ခက်လေးမျိုးရဲ့ကြောကိုကျင်း30လောက်ဆော့မယ်ကျင်း30ကြောပြီးတော့ဆိုရင်စက္ကန့်30နားမယ်စက္ကန့်30နားပြီးနောက်ထပ်လက်ကြောဆော့မယ်ကျင်း30လက်ကြောဆော့ပြီးမှနားပါမယ်โอเค